ဟုတ်ကဲ့မင်္ဂလာပါဒီကနေ့မှာတော့ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့အရေးကြီးအင်္ဂါတစ်ခုဖြစ်တဲ့လူနှလုံးကိုဘယ်လိုစေးကြောကြမလဲဆိုတာနဲ့ပတ်သက်ပြီးပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ယနေ့ကမ္ဘာပေါ်မှာလူအသေးဆုံးယောဂနှလုံးယောဂဖြစ်ပါတယ်နေ့စဉ်နှလုံးယောဂမျိုးမျိုးနဲ့အသက်အရွယ်မျိုးမျိုးတို့သေဆုံးနေရတဲ့နံပါတ်1လူသက်သမားဖြစ်ပါတယ်ဒီလိုနှလုံးယောဂကိုအနိုင်အနည်းဆုံးကတော့တဘာဝကြီးကပုံစံတူပေးထားတဲ့ခရမ်းကျင်သီးပဲဖြစ်ပါတယ်ခရမ်းကျင်သီးဟာနှလုံးကဲ့သို့သွေးကြောများနဲ့ဖွဲ့စည်းထားတဲ့အခန်းလေးကန်ပါအရေးရွှမ်းသီးဖြစ်ပါတယ်ခရမ်းကျင်သီးစားသုံးခြင်းဖြင့်နှလုံးယောဂအမျိုးမျိုးကိုကာကွယ်ထားနိုင်တယ်လို့နှလုံးယောဂအမျိုးမျိုးကိုလည်းပုံမှန်ဖြစ်အောင်ထိန်းထားနိုင်ပါတယ်တိုးတက်လာတဲ့ကဘာကြီးနဲ့အတူလူသားများရဲ့စားတောက်နေထိုင်မှုဟာလည်းကျန်းမာရေးအတွက်အန္တရာယ်များလာပါတယ်ကိုယ်လက်သွားလာလှုပ်ရှားမှုမရှိကြတော့ပဲအစီအစိတ်တွေအချိုငံတွေအစားများလာကနေနေညညဇိမ်ခံနေကြတာနဲ့အတူသွေးကြောများအတွင်းမှာမကောင်းတဲ့ကိုလက်စထရောတွေများလာပါတယ်ဒါကြောင့်နှလုံးသွေးကြောခြင်းယောဂအုံနောက်သွေးကြောခြင်းယောဂများဖြစ်လာပြီးသေဆုံးနေကြရပါတယ်မကောင်းတဲ့ကိုလက်စထရောတွေဟာသွေးကြောထဲမှာများလာပြီးသွေးကြောနံရံအတွင်းမှာအသေးတွက်ကပ်လာကြပါတယ်အဲ့ဒီခါမှာတော့သွေးကြောနံရံတွေထူလာပြီးမာဆက်လာပါတယ်တနည်းအားဖြင့်သွေးကြောခြင်းယောဂလို့ခေါ်ကြပါတယ်ခရမ်းကျင်ဒီမှာလိုက်ကိုပင်ဆိုတဲ့ဓာတ်တစ်မျိုးပါဝင်ပါတယ်အဲ့ဒီလိုက်ကိုပင်ဟာကိုလက်စထရောရဲ့ oxidation ဓာတ်တို့ဓာတ်ပြမှုဖြစ်စဉ်ကိုဓာတ်ရိုက်ဟန်တာပေးနိုင်တဲ့အတွက်သွေးကြောများအတွင်း LDL ပိတ်မှုကိုကာကွယ်ပေးပါတယ်။ဒါကြောင့်ခရမ်းကျင်သီးကိုနေ့စဉ်စားခြင်းအပြင်နှလုံးသွေးကြောကျဉ်းချင်း၊အုံနောက်သွေးကြောကျဉ်းချင်းနဲ့ပိတ်ချင်းတွေမဖြစ်အောင်တားဆီးပေးနိုင်ပါတယ်။တစ်ဖက်မှာလည်းမကောင်းတဲ့ကိုလက်စထရော LDL တက်စီတဲ့ပြေဝါစီများတလိမ့်ဆန်အစီများကိုရှောင်စားခြင်း၊လျှော့စားခြင်းတို့ပြုလုပ်ပေးပြီးခရမ်းကျင်သီးနဲ့အတူဟင်းသီးဟျက်နဲ့တည်တည်ဝလံများစားပေးနိုင်မယ်ဆိုရင်တော့နှလုံးယောဂနဲ့လေဖြတ်ယောဂတွေကိုကြောက်เสียမလို့တော့ပါဘူး။ခရမ်းကျင်သီးစားတဲ့အတွက်သွေးအားလည်းကောင်းနေစေပါတယ်ခရမ်းကျင်သီးရဲ့အနီရောင်ဓာတ်ဟာသွေးကိုဓာတ်ရိုက်အထောက်အကူဖြစ်စေပြီးသွေးတန့်စေပါတယ်သွေးလက်ပတ်မှုမှန်ကန်စေပြီးသွေးအားလည်းကောင်းနေစေတဲ့အတွက်ဆဲများဟာအမြဲနုပြူနေပါတယ်ဒါကြောင့်လည်းအမျိုးသမီးများဟာအသားရည်လှပဖို့အတွက်ခရမ်းကျင်သီးကိုမျှဝေကြခြင်းဖြစ်ပါတယ်ခရမ်းကျင်သီးမှာပါဝင်တဲ့အန်တီအောက်ဆီဒန့်ဟာလိုက်ကိုပင်ပဲဖြစ်ပါတယ်အဲဒီလိုက်ကိုပင်ဟာကမ္ဘာနံပါတ်1လူသက်သမားဖြစ်တဲ့နှလုံးယောဂါကိုကာကွယ်ရုံသာမကပဲကင်ဆာယောဂါကိုလည်းကာကွယ်ပေးပါတယ်။ဒါအပြင်ယနေ့ကမ္ဘာပေါ်မှာယောက်ျားကြီးတိုင်းကြုံတွေ့နေရတဲ့စီးကျိတ်ယောဂါကိုလည်းကာကွယ်ရမှာခရမ်းကျင်သီးဟာအလွန်အစွမ်းထက်လာပါတယ်။ခရမ်းကျင်သီးမှာလူကိုအကျိုးပြုဆုံးဓာတ်ဟာလိုက်ကိုပင်ပဲဖြစ်ပါတယ်။ဒီအတွက်ခရမ်းကျင်သီးကိုဒီအတိုင်းအစိမ်းစားရုံနဲ့လိုက်ကိုပင်ဓာတ်ကိုရရှိနိုင်သလားလို့လေ့လာစမ်းသပ်ကြပါတယ်။ဒီလိုစမ်းသပ်ရမှာတော့အစိမ်းတိုင်းစားသုံးခြင်းဟာသူ့မှာပါဝင်တဲ့ဗီတာမင် C နဲ့ဘတာကယ်ရိုတင်းတို့ကိုဓာတ်ရိုက်ရရှိပေမဲ့လိုက်ကိုပင်ကိုတော့မရရှိနိုင်ပါဘူး။ခရမ်းကျင်သီးကိုအပူပေးလိုက်မှသာလိုက်ကိုပင်ရဲ့မော်လီကျူးများဟာပျော်ပြောင်းသွားကြပြီးလူတို့ရဲ့ဥနံရံကအလွယ်တကူစုပ်ယူနိုင်ပါတယ်။ဒါကြောင့်လိုက်ကိုပင်ဓာတ်ကိုရယူလို့တဲ့ဆိုရင်တော့အပူပေးချက်ပြုတ်ပြီးမှသာစားသုံးသင့်ပါတယ်။အခုနောက်ဆုံးအနေနဲ့အတိပေးလို့တာကတော့ခရမ်းကျင်သီးစားသုံးမယ်ဆိုရင်တော့သူ့ရဲ့အစစ်ကိုထုတ်ပြီးမှစားပေးသင့်ပါတယ်။အကြောင်းကတော့ခရမ်းကျင်သီးအစစ်ဟာသွေးကယူရစ်အက်ဆစ်ကိုတက်စေလို့ဖြစ်ပါတယ်။ဒါကြောင့်ခေါင်းယောဂရှိသူတွေအနေနဲ့ခရမ်းကျင်သီးအစစ်ကိုအထူးသတိပြုရှောင်ကျဉ်သင့်ပါတယ်။ခရမ်းကျင်သီးဟာယောဂများကိုကာကွယ်ပေးုံသာမကဘဲနုပြိုလှပရေးနဲ့အသက်ရှည်ကျန်းမာရေးအတွက်နေ့စဉ်မျှဝေသင့်ပါကြောင်းတိုက်တွန်းလိုက်ရပါတယ်။အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။